ွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Intravit V Complex ဗီတာမင် B ထိုးဆေးပါဝင်ပစ္စည်းများ1မီလီလီတာလျင်ပါဝင်သည့်ပမာဏဗီတာမင် B တတိုင်ယာမင်ဟိုက်ဒရိုကလိုရိုက်10 ဂရမ်ဗီတာမင် B နှင့်ရိုင်းဘိုဖေလာဘင်းဆိုဒီယမ်ဖော့စဖိတ်5 ဂရမ်ဗီတာမင် B6 ပီရီဒေါ့အဆင့်ဟိုက်ဒရိုကလိုရိုက်5 ဂရမ်ဗီတာမင် B 10နှစ်ဆိုင်ရာနီကိုဗန်မင်20 မိုက်ခရိုဂရမ်ဒီပန်တီနော်10.5 ဂရမ်နီကိုတီနာမိုက်50 ဂရမ်ဘိုင်အိုတင်100 မိုက်ခရိုဂရမ်ခိုလင်းကလိုရိုက်10 ဂရမ်ဖြည့်စွက်ပစ္စည်းများ1မီလီလီတာအထိဖော်ပြချက် B ဗီတာမင်များသည်ခန္ဓာကိုယ်ရှိလုပ်ငန်းစဉ်များစွာပုံမှန်အလုပ်လုပ်နိုင်ရန်အတွက်မရှိမဖြစ်အရေးပါပါသည်အသုံးပြုရန်ညွှန်းစာ Intravit B Complex ခသည်နွားကလေးနွားစိတ်မြင်းသိုးနှင့်ဝက်များတို့အတွက် B ဗီတာမင်များမျှတစွာပေါင်းစပ်ထားသောဆေးတစ်မျိုးဖြစ်သည် Intravit B Complex ကိုအောက်ပါအတွက်အသုံးပြုပါသည်မွေးမြူရေးတိရစ္ဆာန်များတွင် B ဗီတာမင်ချို့တဲ့မှုကိုကာကွယ်ရန်သို့မဟုတ်ကုသရန်ဖိစီးမှုကြောင့်ဖြစ်သောအခြေအနေများကာကွယ်ဆေးထိုးခြင်းယောဂများတည်ယူရွှေ့ပြောင်းခြင်းဆိုထိုင်းဆမြင့်မားခြင်းအပူချိန်မြင့်မားခြင်းသို့မဟုတ်အပူချိန်အလွန်အမင်းပြောင်းလဲခြင်းကိုကာကွယ်ရန်သို့မဟုတ်ကုသရန်အစာမှအာဟာရစုပ်ယူနိုင်စွမ်းမြင့်တင်ရန်အတွက်အသုံးပြုနိုင်ပါသည်ဘေးထွက်ဆိုးကျိုးများညွှန်ကြားထားသောဆေးပမာဏအတိုင်းအသုံးပြုပါကမလိုလားအပ်သောဘေးထွက်ဆိုးကျိုးများမရရှိစေပါဆေးပမာဏအရေပြားအောက်သို့မဟုတ်ကြက်သားထဲသို့ထိုးနိုင်ရန်နွားနှင့်မြင်းတစ်ကောင်လျင်ဆေး10မီလီလီတာမှ15မီလီလီတာအထိထိုးပါနွားကလေးမြင်းပေါက်စိတ်နှင့်သိုးများတစ်ကောင်လျင်ဆေး5မီလီလီတာမှ10မီလီလီတာအထိထိုးပါသိုးပေါက်တစ်ကောင်လျင်ဆေး5မီလီလီတာမှ8မီလီလီတာအထိထိုးပါဝက်တစ်ကောင်လျင်ဆေး2မီလီလီတာမှ10မီလီလီတာအထိထိုးပါဆေးရက်ပြီးအသားစားသုံးနိုင်သည့်ကာလသတ်မှတ်ထားသောကာလမရှိပါတိုးလောင်သိမ်းဆင်းနေ6တွေ့အေးမြသောနေရာတွင်သိမ်းဆည်းပါနေရောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ Mac တနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်